တိတ်ကလောက်ခဲ့တဲ့အကျွေးတွေရဲ့ဟိုဒီပစ္စုပန်မှာမဟုတ်တာလုံးမိလို့ဖြစ်ပေါ်လာတဲ့အကျွေးတွေအများကြီးရှိတဲ့အခါကျတော့အဲ့ဒီအကျွေးတွေမှာကိုကတစ်ခါအဆင်မပြေတယ်လောက်တိုင်းမဖြစ်တာတွေရှိတဲ့အခါမှာလေအကျွေးဆက်နေရတဲ့ကိုဘဝကိုစင်ကြရဟောငါအကျွေးဆက်နေရအဲ့လိုတွေးပြီးတော့အကျွေးဆက်ရင်အကျွေးမထအောင်အကျွေးမထအောင်တစ်ခါကျတော့မိသားစုအတိုင်းဝိုင်းမှာလည်းပဲလင်ယောက်ျားကဆိုတာရှိရဲ့မျိုးသမီးကဆိုတာရှိခါကြောင့်ဘလို့မှမလွန်ဆန်တဲ့ဒီလူနဲ့ပေါင်းနေရတယ်ခါကျန်စိတ်တက်တွေကြားတဲ့အခါမှာကိုကဖြေရပေါ့ကန်ကျွေးအကျွေးပါရင်ကြည်ပါတော့ဒီဘဝကြည်ပါဆိုဒီဘဝမှာပဲကြည်အောင်ဆက်ပလိုက်တယ်နောက်ဘဝမစုံတော့နောက်ဘဝဒီအကျွေးတွေထပ်ပြီးတော့မတင်ရင်တော့အပြီးဖြတ်ပဲခါကျသားသမီးဆိုးတွေနဲ့ကြုံအကျွေးတွေရှိရင်ကြည်ပါစေတော့ဒီကျိုးအကျွေးတွေစားဘုန်းကြီးတို့မိသားစုအတိုင်းမှာလည်းဘုန်းကြီးတို့အကိုကြီးကမိသားစုပေါ်တိတ်တိတတ်တယ်မိသားစုပေါ်တိတ်တိတတ်တဲ့အခါကျသူတော်အိမ်တော်မပြုတ်နိုင်အဲ့သူအကိုကြီးကိုပြောပြတယ်အကိုကြီးလည်းအတိတ်အကျွေးတွေပါလာပဲအကျွေးတွေကြည်အောင်ဆက်လိုက်တော့အကျွေးတွေထပ်မနေစီတော့နေဆိုပြီးတော့သူကအဲ့ဒီတန်ကြီးကြံ့ကြံ့ခံနိုင်ပြီးတော့မိသားစုအရေးနော်ညီကိုမောင်နှမအရေးမိဘအရေးကိုကြည်အောင်အကိုကြီးကဆက်စိတ်တက်မကြောက်စိတ်တက်မပြတ်ဆိုစိတ်တက်ပြတ်သွားတာနဲ့အကျွေးကထပ်တင်တာကိုလည်းပင်ပန်းသေးတယ်ကိုလည်းလှုပ်ဟာသေးတယ်ပြီးတဲ့အခါကျတော့စိတ်ကအမထားတတ်တဲ့အခါကျတော့အာဟုသူတွေစိတ်ကထပ်ရတဲ့အခါကျတော့လှုပ်လဲလှုပ်သေးတယ်ပင်လဲပင်ပန်းသေးတယ်အဲ့စိတ်မထားတတ်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အာဟုသူကထပ်ပြီးတော့အကျွေးတွေထပ်ပြီးဆိုအကျွေးတွေကပို့ပြီးတိုးသွားတယ်။နော်အကျွေးတိုးသွားပြီဆိုရင်အတိုးပါပြန်ဆက်ဆိုတော့တန်တရာမှာဆက်လို့ကိုပြီးမှမဟုတ်တဲ့အတွက်ကြောင့်ကိုတွေကအလုံးလုံးတဲ့အခါမှာအကျွေးတွေထပ်မတင်အောင်အထူးဂရုပြုရအောင်အတိတ်ကပါလာတဲ့အစိုးတွေကိုလည်းပဲပစ္စုပန်မှာစိတ်တက်မကြပဲနဲ့လေစိတ်တက်မကြပဲကြည်အောင်ဆက်မှာ